ယူတော့ရတာလေမမွေတဲ့ဘူးရှင်မွေရတာလူမွေချောမှန်းမသိမှလို့ကြပါဒါနှက်ထားတာပေါ့နှောက်ထားလို့လေအော်ကြေဖို့မလေးမျက်နှာရအောင်ဆင်းတယ်မနေဘူးရလူမွေရမှန်းလို့ကြပါမွေဆက်ကလေးပါလေပေးတယ်တောက်တာပဲစားတော့လဲစားတာပဲနော်အဲ့တော့အသက်ရွယ်ငယ်တဲ့သူတွေကပူညံနေနော်အဲ့တော့အသက်ရွယ်ငယ်တဲ့သူတွေဖားကျင်လို့ရှိရင်သေချာတော့လက်ကြီးတဲ့သူတွေစားထားတဲ့နှစ်တွေများနေပြီနော်ကျမအတန်အောင်ပေးပါနော်ဒီခါတော့ပေးလိုက်ပါတစ်တော်ယုံကြည်ရဲ့ကျမအတန်မကောင်းလို့လားကောင်းလို့လားမကြောက်ကန့်နေသေးတဲ့ဆုံးနေမှာပဲနော်မွေရကျမမမွေတတ်ဘူးလားမွေပေးချက်ပေါ့မွေတတ်တဲ့သူများလားမွေပေးချက်မရှင်းတောက်ပြီးတော့အေးသွားရင်ရှင်းတောက်ရင်လည်းကြိုက်သွားတာပဲနော်ဒီဆိုတော့တောက်ရင်ကြိုက်သွား10မိနစ်နဲ့ထမင်းတော့ရှင်နေကိုမြန်းတာတောက်ပြီးရင်ဘယ်လိုဖြစ်လာရင်တွေထက်ရောလားအမလေးမွေတက်ဖို့ဖြစ်မရတော့အောက်ကဖက်ကလေးကျရင်မတောက်ဘူးရတော့နော်သူပဲတဘာဝပစ္စည်းလေးနဲ့လှုပ်ထားတော့မကြီးကြီးဖက်ကလေးတွေဗာဒီတွေတော့ကျန်တာပေါ့နော်တကယ်ကိုတဘာဝအတိုင်းလဲနေပေါ့နော်အေးခဲထားတာကဲဘန်းနေနဲ့ခဲရတာသိလားဒီနေ့ကိုကြိုကြီးတော့မှသိတယ်ကိုနည်းနည်းလေးကြိုတော့မနေကြိုရစီကုတီ30သားထညက်30သားလေးကြိုတာမင်းတွေ့နေကြိုရတယ်နော်အဲ့တော့အဲ့လိုမျိုးလေးပါရင်တော့မရတော့မတတ်ဘူးပေါ့နော်မလို့ဖက်ကလေးမတော့တော့ရှန်ထားလိုက်တယ်လာပဲတော့ပြီးတော့ရှင်ရင်တွေတောက်မယ်7မိနစ်နဲ့ထမင်းစားတော့မယ်နော်ညစားနောက်ကျသွားရင်ကိုရီအသက်ရွယ်9နာရီဆိုစားမှာအရင်တော့နောက်မကြသေးဘူးဒီနေ့9နာရီနဲ့15ဆိုနေ့လက်စားလားညနေစားလားတော့မသိမနက်ကသမင်းရှက်ပြီးကြက်တော့10နာရီခွဲတော့စားလိုက်တယ်နေ့လေဟိုစားတိစားနဲ့သမင်းမစားဖြစ်ဘူးအခုညနေစားမယ်ပေါ့နော်ပြီးတော့ညစားမစားတော့ကောင်းပါတယ်ညစားထပ်စားရင်တော့ထပ်စားချင်တဲ့စားတဲ့ခါကျ10နာရီ17နာရီမှညစားထပ်စားရစားဘယ်လိုလုပ်မှာဘာလဲဖြစ်စားကောင်းတယ်မပြီးတော့လည်းစားကောင်းတယ်တိတ်